အိန္ဒိယတွင်ကျင်းပသည့်နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပွဲ၌တရုတ်၏ဩဇာလွှမ်းမိုးမှုကိုတုံ့ပြန်ရန်ရေကြောင်းစောင့်ကြည့်ရေးစီမံကိန်းအသစ်နှင့်တွင်းထွက်ပစ္စည်းများပူးပေါင်းဆောင်ရွက်မှုကိုကြေညာအမေရိကန်စစ်တပ်ကအီရန်တောင်ပိုင်းရှိဒုံးကျည်စခန်းများနှင့်မိုင်းထောင်သည့်လှေများကိုပုံကျဲတိုက်ခိုက်ရုရှားကယူကရိန်းအနီးသို့ Tu-95MS မဟာဗျူဟာမြောက်ဘုံကျဲလေယာဉ်များအလုံးရင်းရွှေ့ပြောင်းက Kiev ကိုထပ်မံချေမှုန်းရန်ပြင်ဆင်တိုင်ဝမ်အတွက်အိုကီနာဝါမှာအမေရိကန်နှင့်ဂျပန်တို့စစ်ရေးပြင်ဆင်နေမှုဆိုတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါမင်္ဂလာပါ Channel H မှာကြိုဆိုပါရစေယနေ့2026ခုနှစ်မေလ29ရက်နေ့အတွက်နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့အိန္ဒိယနိုင်ငံတွင်ကျင်းပသည့်နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပွဲ၌တရုတ်၏ဩဇာလွှမ်းမိုးမှုကိုတုံ့ပြန်ရန်ရေကြောင်းစောင့်ကြည့်စီမံကိန်းအသစ်နှင့်တွင်းထွက်ပစ္စည်းများပူးပေါင်းဆောင်ရွက်မှုကြေညာဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပါမေလ26ရက်နေ့ကအိန္ဒိယနိုင်ငံနယူးဒေလီမြို့မှာ QUAD အဖွဲ့ဝင်နိုင်ငံ၄နိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးတွေရေးပေါ်တွေ့ဆုံဆွေးနွေးခဲ့ကြပြီးအင်ဒိုပစိဖိတ်ဒေသအတွင်းတရုတ်နိုင်ငံရဲ့တစားတစကြီးထွားနေတဲ့စစ်ရေးနဲ့စီးပွားရေးဩဇာလွှမ်းမိုးမှုတွေကိုဟန်ချက်ညီညီထိန်းချုပ်ရန်အတွက်အရေးကြီးတဲ့ပင်လယ်ရေကြောင်းနဲ့မြေရှားတွင်းထွက်ပစ္စည်းများဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအသစ်တွေကိုတရားဝင်ကြေညာလိုက်ပါတယ်။ဒါပြင်ဒေတာရင်းတည်ငြိမ်ရေးအတွက်စိတ်ကမ်းအခြေခံအဆောက်အဦနဲ့စွမ်းအင်ဆိုင်ရာစီမံကိန်းအသစ်တွေကိုလည်းကဏ္ဍစုံပူးပေါင်းဆောင်ရွက်သွားဖို့သဘောတူညီခဲ့ကြပါတယ်။ဒီအစီအစဉ်အစည်းအဝေးကိုအိန္ဒိယနိုင်ငံခြားရေးဝန်ကြီးအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးတို့တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။အစည်းအဝေးပွဲပြီးမှာတော့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီရိုကမဟာမိတ်နိုင်ငံရဲ့စောင့်ကြည့်ရေးစွမ်းရည်တွေကိုအဆင့်မြင့်တင်ဖို့ရဲ့အချိန်နဲ့တပြေးညီထောက်လှမ်းရေးအချက်အလက်တွေမျှဝေနိုင်မဲ့အင်ဒိုပစိဖိတ်ရေကြောင်းစောင့်ကြည့်ရေးစီမံကိန်းအသစ်ကိုစတင်လိုက်ပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ဒါပြင် QUAD အဖွဲ့ရဲ့အနေနဲ့ဒေတာရင်းပထမအဆုံးသောအခြေခံအဆောက်အဦစီမံကိန်းအဖြစ်ပစိဖိတ်ကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့ဖီဂျီနိုင်ငံနဲ့လက်တွဲပြီးစိတ်ကမ်းတွေကိုအဆင့်မြင့်တင်သွားမယ်လို့လည်းဆိုပါတယ်။ဝန်ကြီးရိုဘီရိုကကျွန်တော်တို့ဟာဒီမဟာမိတ်အဖွဲ့ပေါ်အပြည့်အဝအလေးနဲ့ထားပါတယ်။ဒါဟာကျွန်တော်တို့နိုင်ငံရဲ့တကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာမှာအဓိကအကျဆုံးအခြေခံအုတ်မြစ်ပဲဖြစ်ပါတယ်လို့ QUAD အဖွဲ့ရဲ့အရေးပါပုံကိုအခိုင်အမာထုတ်ဖော်ပြောဆိုခဲ့ပါတယ်။တကယ်တော့ပြီးခဲ့တဲ့နှစ်အတွင်းကအမေရိကန်နဲ့အိန္ဒိယနိုင်ငံကြားသွင်းကုန်ခွန်ကိစ္စရပ်တွေအပါအဝင်ဆက်ဆံရေးတင်းမာမှုအချို့ကြောင့်ထိပ်သီးအစည်းအဝေးပွဲပြတ်ပြားခဲ့ရတယ်လို့သမ္မတထရန့်အစိုးရရဲ့မဟာမိတ်များပေါ်လှစ်လူရှုမှုတွေရှိခဲ့ပေမဲ့အခုနယူးဒေလီဆွေးနွေးပွဲကတော့တရုတ်နိုင်ငံရဲ့စီးချွတ်တယ်မှုကိုတားဆီးဖို့ QUAD အဖွဲ့ဝင်နိုင်ငံတွေကြားမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကိုတကြောပြန်အားကောင်းလာစေခဲ့တဲ့ကာလလည်းဖြစ်ပါတယ်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့အမေရိကန်စစ်တပ်ကအီရန်တောင်ပိုင်းရှိဒုံးကျည်စခန်းများနဲ့မိုင်းထောင်သည့်လှေများကိုဘုံကျဲတိုက်ခိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပါ။ပြီးခဲ့တဲ့မေလ26ရက်နေ့မှာပဲအမေရိကန်ဗဟိုစစ်ဌာနချုပ်ကအီရန်တောင်ပိုင်းမှာရှိတဲ့ဒုံးကျည်ပစ်လွတ်တဲ့စခန်းတွေနဲ့ပင်လယ်ပြင်အတွင်းရေမြုပ်မိုင်းထောင်မှုပြင်ဆင်နေတဲ့အီရန်တပ်ဖွဲ့ဝင်တွေရဲ့လှေတွေကိုလေကြောင်းကနေအပြင်းထန်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းတရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။အထူးကြားဆုံးကတော့ဒီထိုက်ခိုက်မှုဟာအီရန်ဘက်ကထိပ်သီးညှိနှိုင်းရေးမှုတွေဟာစစ်ပွဲရပ်တန့်ရေးအတွက်ဆွေးနွေးဖို့ကာတာနိုင်ငံမြို့တော်ဒိုဟာကိုရောက်ရှိနေတဲ့အချိန်မှာပဲကွက်တိဖြစ်ပွားခဲ့တာလို့ AFP သတင်းဌာနကဖော်ပြထားပါတယ်။အမေရိကန်ဗဟိုစစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူကတော့အီရန်တပ်ဖွဲ့တွေရဲ့ချိန်ချောက်မှုတွေကနေကာကွယ်ဖို့အမေရိကန်တပ်ဖွဲ့တွေဟာဒီကနေ့အီရန်တောင်ပိုင်းမှာခုခံကာကွယ်တဲ့အနေနဲ့တိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့်အီရန်အနေနဲ့စစ်မှန်တဲ့ငြိမ်းချမ်းမှုကိုလိုချင်လက်ရှိတန်းစင်ထုတ်လုပ်ထားတဲ့ယူရေနီယံအားလုံးကိုအမေရိကန်ထံလွှဲပြောင်းပေးရမှာဖြစ်ပြီးထို့သောပြုလုပ်မည်မဟုတ်ပါကနိုင်ငံတကာတပ်တွေရဲ့ရှေ့မှာပဲအီရန်နိုင်ငံအတွင်းအလုံးစုံပျက်စီးရမယ်လို့ပြက်ပြက်သားသားရေးသားတောင်းဆိုထားပါတယ်။ဒါပြင်သမ္မတထရန့်ကအီရန်နဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ကိုရရှိဖို့အတွက်အဓိကအိမ်နီးချင်းအာရပ်နိုင်ငံတွေဖြစ်တဲ့ Saudi Arabia, အာရပ်စော်ဘွားများပြည်ထောင်စု UAE, Qatar, ပါကစ္စတန်၊အီဂျစ်၊တူရကီ၊ဘာရိန်းနဲ့ဂျော်ဒန်နိုင်ငံတို့အနေနဲ့အစ္စရေးနဲ့တန်တမန်ဆက်ဆံရေးပုံမှန်ပြန်လည်တည်ဆောက်မဲ့အီဗရာဟမ်သဘောတူညီချက်စာချုပ်မှာမဖြစ်မနေပါဝင်လက်မှတ်ရေးထိုးရမယ်လို့လည်း PRP ပြောကြားလိုက်ပါတယ်။တတိယသတင်းတစ်ပုဒ်အနေနဲ့ရုရှားကယူကရိန်းအနီးသို့ Tu-95MS မဟာဗျူဟာမြောက်ဘုံကျဲလေယာဉ်များအလုံးအင်းနဲ့ရွှေ့ပြောင်းက Kiev ကိုထပ်မံချေမှုန်းရန်ပြင်ဆင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပါ။ရုရှားနိုင်ငံသားရေးဝန်ကြီးဆာဂေးလာဗရော့ကအမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီရိုထံဖုန်းဆက်ပြီး Kiev မြို့တော်ကိုအဆက်မပြတ်ချေမှုန်းတိုက်ခိုက်တော့မှာဖြစ်လို့နိုင်ငံသားတွေနဲ့တန်တမန်တွေဘေလို့ရာကိုရွှေ့ပြောင်းကြဖို့တတိပေးခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ရုရှားရဲ့နျူကလ িয়ার ဘုံတည်ဆောင်နိုင်တဲ့ Tu-95MS အမျိုးအစားမဟာဗျူဟာမြောက်ဘုံကျဲလေယာဉ်ကြီးတွေဟာယူကရိန်းနယ်စပ်နဲ့နီးကပ်နေတဲ့ရုရှားလေယာဉ်ကွင်းတွေစီကိုအခောက်ရည်စိတ်နဲ့အဆက်မပြတ်အတက်အဆင်းပြုလုပ်နေတာကိုပြန်တမ်းမှုမှတ်တမ်းတွေအရစစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ Kremlin နန်းတော်ကလည်း
တန်တမန်မစ်ရှင်တွေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေဝန်ထမ်းတွေအပါအဝင်နိုင်ငံခြားသားအားလုံးကိုမြို့တော် Kiev ကနေအမြန်ဆုံးထွက်ခွာသွားကြပါလို့စစ်ရာဇသံထပ်လောင်းထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ရုရှားရဲ့ဒီချိန်ချောက်မှုကိုဥရောပသမဂ္ဂရဲ့ယူကရိန်းဆိုင်ရာတမန်ကြီးကပြက်ပြက်သားသားတုံ့ပြန်လိုက်ပြီးနိုင်ငံ28နိုင်ငံပါဝင်တဲ့ EU မဟာမိတ်အဖွဲ့တန်တမန်တွေဟာ Kiev မြို့တော်ကနေလုံးဝထွက်ခွာမှာမဟုတ်ဘူးလို့ကြေညာလိုက်ပါတယ်။တမန်ကြီးကရုရှားဟာယူကရိန်းကိုကြောက်ရွံ့မှုထိတ်လန့်မှုအထီးကျန်မှုတွေဖြစ်စေချင်တာပါ။ဒါပေမဲ့ဒါကဘလို့မှအလုံးမဖြစ်ပါဘူး။ EU ကဘယ်မှမတော်ပါဘူး။ကျမတို့ Kiev မှာပဲဆက်ရှိနေမှာဖြစ်ပြီးယူကရိန်းပြည်သူတွေနဲ့အတူအဆုံးထိရှိနေမှာပါလို့တုံ့ပြန်စိန်ခေါ်လိုက်ပါတယ်။တကယ်တော့ပြီးခဲ့တဲ့တင်းလာနေ့ကစစ်ပွဲတစ်လျှောက်လုံးမှာအပြင်းထန်ဆုံးစံချိန်တင်လေကြောင်းပုံကျဲမှုကိုခံခဲ့ရပြီးတဲ့နောက်ရုရှားဘက်ကအခုလိုဒုတိယလိုင်းအဖြစ်ထပ်မံချေမှုန်းဖို့ချိန်ချောက်လာတာလည်းဖြစ်ပါတယ်။ယူကရိန်းစစ်ပွဲဟာဒုတိယကမ္ဘာစစ်နှောင်းပိုင်းမှာဥရောပမှာအသေးအပြောက်အများဆုံးစစ်ပွဲကြီးဖြစ်နေပြီးအမေရိကန်စစ်ရေးသုတေသနအဖွဲ့ ISW အပါအဝင်နိုင်ငံတကာစစ်ရေးအဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်အရရှေ့တန်းမှာရုရှားစစ်သားကြာဆုံးမှုဟာကြောက်ခမန်းလိလိများပြားနေတယ်လို့ယူကရိန်းဘက်ကလည်းရုရှားနိုင်ငံအတွင်းကရေနံချက်ဆက်ရုံတွေနဲ့စွမ်းရည်သိုးလောင်ရေးတွေကိုလည်း drone တွေနဲ့ပြစ်မှတ်ထားဖောက်ခွဲတိုက်ခိုက်နေလို့ရုရှားဟာစီးပွားရေးအရလည်းအသေးအတန်ထိနာနေတာဖြစ်ပါတယ်။ဒါကြောင့်မိမိတို့စစ်သားအကြအဆုံးများပြီးစီးပွားရေးအကျပ်ရိုက်မှုကို Kiev မြို့တော်ကြီးကိုအလုံးစုံပုံကျဲပြီးအနိုင်ပိုင်းနိုင်မှုကြိုးစားလာတာလည်းဖြစ်ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့တိုင်ဝမ်အရေးအတွက်အိုကီနာဝါမှာအမေရိကန်နဲ့ဂျပန်တို့စစ်ပြင်ဆင်နေမှုဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပါ။အိုကီနာဝါကျွန်းစုဟာပစိဖိတ်သမုဒ္ဒရာရေပြင်နဲ့အရှေ့တရုတ်ပင်လယ်ကိုပိုင်းခြားထားတဲ့အပြင်တရုတ်တို့တိုင်ဝမ်ကိုကျူးကျော်တိုက်ခိုက်လာရင်တားဆီးပိတ်ဆို့ဖို့အတွက်အလွန်အရေးပါတဲ့ပထမကျွန်းစုတန်းရဲ့ပင်မဗဟိုချက်ကြီးလည်းဖြစ်ပါတယ်။အကယ်၍တရုတ်တို့တိုင်ဝမ်ကိုသိမ်းပိုက်နိုင်ပြီးအရှေ့ဘက်ကပစိဖိတ်သမုဒ္ဒရာရေနက်ပိုင်းကိုရရှိသွားရင်တရုတ်တို့ရဲ့နျူကလ িয়ার ရင်ငုပ်သင်္ဘောတွေဟာဒုတိယအကြိမ်ပြန်လည်တိုက်ခိုက်နိုင်စွမ်းကိုရရှိသွားမှာဖြစ်လို့အမေရိကန်နဲ့ဂျပန်တို့ကအိုကီနာဝါကိုဒုံးကျည်တတိုင်းကြီးအဖြစ်ကြိုတင်ကာကွယ်အကွက်ချပြင်ဆင်နေကြတာဖြစ်ပါတယ်။ဒီပြင်ဆင်မှုမှာဂျပန်အစိုးရဟာအိုကီနာဝါကျွန်းပေါ်ကကြီးတပ်အမှတ်15တပ်မဟာကိုတပ်မအဆင့်အထိတိုးချဲ့ဖွဲ့စည်းနေပြီးအမေရိကန်အမှတ်3ကန်တပ်တပ်ဖွဲ့နဲ့အချိတ်အဆက်မိမိပူးပေါင်းထားပါတယ်။ဒါပြင်တိုင်ဝမ်ကျွန်းနဲ့မိုင်60ကျော်သာဝေးတဲ့ယူနာဂူရီကျွန်းပေါ်မှာလည်း electronic စစ်စင်ရေးတပ်ဖွဲ့ဝင်တွေနဲ့တလက်ပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေကိုဖြန့်ကျက်ပြီးတိုင်ဝမ်အရှေ့ဘက်ဝေဟင်ကိုစိုးမိုးဖို့ပြင်ဆင်နေတယ်လို့မီယာကိုကျွန်းစုမှာလည်း Type 12တင်မောဖြတ်ဒုံးကျည်တွေနဲ့တရုတ်စစ်တင်မောတွေကိုပိတ်ဆို့ထားပါတယ်။တစ်ဖက်မှာလည်းမဟာမိတ်အမေရိကန်တပ်ဖွဲ့တွေဟာအိုကီနာဝါပေါ်ကအင်အားအလုံးရင်းနဲ့ဖြန့်ကျက်ထားပြီးအမှတ်3ကန်တပ်ဖွဲ့ဝင်အင်အား3000နဲ့အတူစစ်လေယာဉ်နဲ့စစ်ရဟတ်ယာဉ်400နီးပါးကိုအသင့်ပြင်ထားပါတယ်။ကာတီနာလီတပ်စခန်းမှာလည်းပြင်စမမျိုးဆက်ကမ္ဘာအကောင်းဆုံး F-22 Raptor တိုက်လေယာဉ်တွေနဲ့ F-35A အုပ်စုတွေကိုအလှည့်ကျတပ်ဆွဲထားစေပြီးလာမယ့်2029ခုနှစ်မှာတော့အဆင့်မြင့် F-15E8 Eagle 236စီကိုအမြဲတမ်းတပ်ဆွဲဖို့စီစဉ်နေပါတယ်။ဒါအပြင်ကြီးတပ်ရဲ့ Patriot လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့အမှတ်1ဒုံးပြန်တပ်ရင်းတွေပါပူးပေါင်းပြီးကာကွယ်ရေးတိုင်းကိုတည်ဆောက်ထားပါတယ်။ကျွမ်းကျင်သူတွေရဲ့တုံ့တက်ချက်အရာအကယ်၍ထိုင်ဝမ်ရေလက်ကြားမှာစစ်ပွဲတွေစတင်ခဲ့ရင်အိုကီနာဝါနဲ့ကျူးရှုကျွန်းတွေမှာအခြေစိုက်ထားတဲ့အမေရိကန်နဲ့ဂျပန်တို့ရဲ့ Type 12 SFM အပါအဝင်တင်မောဖြတ်ဒုံးကျည်တွေဟာတရုတ်ရဲ့လေယာဉ်တင်သင်္ဘောတွေနဲ့ကန်တက်စစ်သင်္ဘောတွေကိုကောင်းကင်နဲ့ပင်လယ်ပြင်ကနေအလွယ်တကူပစ်ခတ်ချေမှုန်းနှိမ့်မြုပ်နိုင်မှာဖြစ်ပြီးတရုတ်ရဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေကိုပါအလုံးစုံပိတ်ဆို့ဖျက်တောက်နိုင်မှာဖြစ်လို့အိုကီနာဝါကျွန်းစုဟာတရုတ်နိုင်ငံအတွက်အကြီးမားဆုံးသောစိုးရိမ်စရာအိမ်မက်ဆိုးကြီးဖြစ်နေပါတယ်။ဒါကတော့ဒီကနေ့တော့ရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်နေ့တွေမှာလည်းသတင်းအသစ်တွေကိုတင်ဆက်ပေးအောင်မှာမို့စောင့်မျှော်အားပေးကြည့်ရှုကြပါအောင်ခင်ဗျာ။ကျေးဇူးတင်ပါတယ်။